ဒီလူငယ်တွေကတော်လန်နေတာကအာနာရှင်ကိုတော်လန်နေတာအဲ့တော့သူတို့ကလက်နက်ချလိုက်ပါပြီမင်းတို့စစ်သားတွေကဒီမှားတော့မှားတယ်ပြောရဲလားနော်မင်းတို့စစ်သားတွေကနော်စစ်ဗိုလ်တွေကဒီပေါ့အာနာယူတော့ယူတယ်လို့ပြောရဲလားပြောရဲမှာအဲ့တော့ကိုမလုပ်တဲ့အလုပ်ကိုသူများလုပ်ပေးနေတာဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်မနက်ခင်နေပါဒါကျွန်တော်ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့ဧပြီလ20ရက်နေ့အတွက်မနက်ပိုင်းသိရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေကိုဒါကျွန်တော်ဖတ်ပြသွားပေးပြီးတော့ဒီနောက်မှာဒါကျွန်တော်ထုံးစံတိုင်းပဲဗီဒီယိုလေးတွေတွားပြီးကြည့်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်မကွေးတိုင်းဘက်ကသတင်းကောင်းလေးနဲ့ပဲစရမယ်ဆိုရင်မကွေးတိုင်းစိတ်ဖြူမြို့နယ်ကလေရင်ဘုံတွေကိုထုတ်လုပ်နေတဲ့ကပ္ပစ21ကိုစော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုင်ငံအနှံ့မှာလေကြောင်းကနေဘုံကျဲတပ်ဖြတ်မှုတွေမှာအဓိကအခန်းကဏ္ဍအဖြစ်ပါဝင်နေတဲ့တောက်တိုင်စက်ရုံဖြစ်တဲ့ကပ္ပစ21ကိုပြစ်မှတ်ထားပြီးဒါမနေ့ကဧပြီလ19ရက်နေ့မှာတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်ဒါပေါင်300ပေါင်900နဲ့1000ဘုံသီးတွေနဲ့ကလစတာဘုံတွေအပြင်ဒရုန်းဘုံသီးတွေကိုပါအဲ့ဒီကပ္ပစ21ကထုတ်လုပ်နေတာပဲဖြစ်ပါတယ်ဒါအဲ့ဒီအတွက်ကြောင့်အကြံဖတ်စစ်တပ်ရဲ့နိုင်ငံအနှံ့ထိုးစစ်ခံစစ်တွေရော့နေသွားစေဖို့ရည်ရွယ်ချက်နဲ့လူထုအပေါ်ဘုံကျဲတပ်ဖြတ်နေမှုတွေကိုဆော့ချနိုင်ဖို့အတွက်ကာပါစာ21ကို100ခုမမဆော့တိုက်ဒုံးတွေနဲ့လက်လုံရော့ကတ်အလုံး40ကျော်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအဲ့ဒီတိုက်ခိုက်မှုအတွင်းဒီအကြံဖတ်စစ်တပ်ရဲ့ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့အတီးပြုနေစေဖြစ်ပြီးစီစစ်အတီးပြုနိုင်တဲ့အချိန်မှာသတင်းထုတ်ပြန်မယ်လို့တော့ဆိုပါတယ်။ဒါအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုကဲမှုလမ်းညွှန်ချက်တွေနဲ့မကွေးတိုင်းအတွင်းနယ်မြေစိုးမိုးမှုတွေရရှိဖို့အချက်အချာမြေနဲ့ viewer လမ်းမိုင်းတွေထိန်းချုပ်နိုင်ဖို့အတွက်ပြည်သူ့စစ်မဟာ viewer အပါအဝင်အကြမ်းဖက်စစ်တပ်ကိုအကြီးအကျယ်အထိနာစီမဲ့ပြစ်မှတ်တွေဖြစ်တဲ့မန်တမ်ပရာကန်လင်းစီချက်စက်ယုံဝါစီငွေစက်ခုထုတ်စက်ယုံနဲ့ကပ္ပစတွေကိုတိုက်ခိုက်ခဲ့တယ်လို့မကွေးတိုင်းပကဖကပြောဆိုထားပါတယ်ဒါကျွန်တော်တစ်ဆက်ထဲမှာပဲမကွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့အင်ပင်ကြီးရွာနဲ့အနောက်ဘုံကန်ကြီးရွာမှာစီးတဲ့စစ်စေးဂိတ်တွေကိုနှစ်ရက်ဆက်တိုက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါပြီးခဲ့တဲ့ဧပြီလ23ရက်နေ့နဲ့ဧပြီလ14ရက်နေ့တို့မှာပခုတ်ကူမြို့နယ်အင်ပင်ကြီးရွာနဲ့အနောက်ဘုံကန်ကြီးရွာတို့မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်တွေကိုကော်ပရာမန်ပခုတ်ကူတပ်ဖွဲ့မှရဲဘော်တွေကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီတိုက်ခတ်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုရှိပြီးမြဲတိတ်ဆုံးခြင်းရှိမရှိကိုတော့အတီးပြုနိုင်ခြင်းမရှိသေးကြောင်းဒါတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတဲ့ဒါကြောင့်မကွေးတိုင်းဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်မွန်ပြည်နယ်ဘက်မှာဆိုရင်မွန်ပြည်နယ်ရေမြို့နယ်အခြေစိုက်အကြံဖတ်စစ်တပ်ရဲ့စခကဆက်ကိုလက်နက်တိုက်မီးလောင်ပောက်ကွယ်မှုဖြစ်ပွားခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကဧပြီလ19ရက်နေ့မွန်းလယ်ပိုင်းမှာရေမြို့နယ်အခြေစိုက်အမှတ်ဆက်ကိုစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စခကဆက်ကိုအတွင်းမှာစီတဲ့လက်နက်တိုက်မီးလောင်ကပောက်ကွယ်မှုဖြစ်ပွားခဲ့ပြီးအနီးနာပတ်ဝန်းကျင်မှာအတန်များကြားသိနေရကြောင်းဒါအဲ့ဒီလိုမီးလောင်ပောက်ကွယ်မှုကမိသည့်အတွက်ကြောင့်ဖြစ်ပွားသည်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဒါအဲ့ဒီစခကဆက်ကိုထဲမှာဒေသခံတွေပြောပြချက်အရပြန်သိရတာကလက်နက်တိုက်မီးလောင်ပောက်ကွယ်သွားတယ်လို့တော့ကြားသိရတယ်နောက်ဆက်တွဲအခင်းအကျင်းရတော်လိုင်းတပ်ဖွဲ့တွေကပဲလောက်တာလားသူ့ဘာသူမတော်တဆဖြစ်တာလားဆိုတာကိုတော့အတီးပြုလို့မရသေးဘူးဒါကျွန်တော်တို့တက်ရင်ကလောက်တာတော့မဟုတ်ပါဘူးဒေတာခန့်တွေပြောတာကတော့သူ့ဘာသာသူမီးလောင်သွားပုံရတယ်ပောက်ကွဲတဲ့အတန်တွေကတော့ပတ်ဝန်းကျင်ကနေအကုန်လုံးကြားနေရတယ်ဒါအဲ့ဒီပောက်ကွဲမှုဖြစ်တာနဲ့သူတို့တက်တွင်ထဲမှာမီးလောင်တာတွေတော့လုံးဝအတီးပြုလို့ရပါတယ်လို့ရေဘလူးတက်ဖွဲ့ခေါင်းဆောင်ကခေတ်သစ်မီဒီယာကိုပြောပြထားပါတယ်ဒါအဆိုပါစကခဆက်ကိုကအစိတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံချင်းမြန်တက်မှအသွင်ယူထားတဲ့တက်ခိုက်ရေးတက်ဖွဲ့ဖြစ်ပြီးလက်ရှိမှာတော့ရေမြို့နယ်နဲ့တန်ဖြူစီရဲ့မြို့နယ်အချို့မှာစစ်ကြောင်ထိုးလှုပ်ရှားလျက်ရှိရာတော်လိုင်းတပ်ဖွဲ့များနဲ့တပ်ဖွဲ့များဖြစ်ပွားလျက်ရှိကြောင်းလည်းသိရပါတယ်ဒါတဆက်ထဲမှာပဲမွန်ပြည်နယ်ဘီလင်းမြို့နယ်၄ကီစခန်းသိမ်းတပ်ဖွဲ့မှထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတွေကိုလိုင်လံတိုက်ခိုက်ရာမှာအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးကိုအစဉ်ဖမ်းမိခဲ့ပြီးတနက်2လက်ကိုပါတင်စီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါပြီးခဲ့တဲ့ဧပြီလ14ရက်နေ့မှာဘီလင်းမြို့နယ်၄ကီစခန်းသိမ်းတပ်ဖွဲ့မှထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလိုင်လံတိုက်ခိုက်ရာမှာအကြမ်းဖက်စစ်သား9ဦးကိုအစဉ်ဖမ်းမိခဲ့ပြီးတနက်2လက်ကိုပါတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်ဒါအလားတူဧပြီလ23ရက်နေ့ကလည်းဘီလင်းမြို့နယ်၄ကီစခန်းမှစွန့်ခွာထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလိုင်လံတိုက်ခိုက်ရာမှာအကြမ်းဖက်စစ်သား9ဦးသေဆုံးခဲ့ပြီး2ဦးကိုအစဉ်ဖမ်းမိခဲ့ကလက်နက်9လက်ကိုပါတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းပလောင်မြို့မှာရှိတဲ့ပြည်သူ့စစ်စခန်းနဲ့အမတ309တပ်ရင်ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့ပြီးပြည်သူ့စစ်စခန်းကိုပါသိမ်းပိုက်မိဆို့ဆင်းလင်းနိုင်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မနက်9:00နာရီခန့်မှာပလောင်မြို့နယ်မှာရှိတဲ့ခလာရ280တပ်ရင်ပြည်သူ့စစ်စခန်းနဲ့အမတ309တပ်ရင်ကိုတော်လိုင်းတပ်ဖွဲ့တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်
ဒါပလောင်မြို့နယ်ပြည်သူ့စစ်စခန်းသိမ်းတပ်ဘွယ်ကမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်ပြည်သူ့စစ်များစခန်းဆုံးကထွက်ပြေးသွားတဲ့အတွက်ကြောင့်သူတို့စခန်းကိုသိမ်းပိုက်မိစုဆင်းလင်းခဲ့ကြောင်းသိရပါတယ်။ဒါအလားတူဧပြီလ10ရက်နေ့မှာလည်းအကြမ်းဖက်စစ်တပ်ကမန်ကုန်မာရွာကိုစစ်ကြောင်းပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တပ်ပွဲတနိုင်ခန့်ဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတပ်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့က15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့ KNL တပ်မဟာလေအထူးတပ်ဖွဲ့ KNDO တပ်ရင်9တက်ခွဲတက်နဲ့တက်ခွဲ9တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ဒါ KNL Special Force အဖွဲ့ကတော်လိုင်းအောင်မြင်ဖို့အတွက်အကြမ်းဖက်စစ်တပ်ကိုအခွင့်အရေးရသည်နဲ့အမြဲတမ်းတိုက်ခိုက်မှုများဖော်ဆောင်လုပ်ကိုင်နေမည်ဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေနဲ့အနီးတစ်ဝိုက်မှာနေထိုင်ခြင်းမပြုလုပ်ကြပါရန်ပြည်သူများကိုထပ်မံအသိပေးလိုကြောင်း KNL တပ်မဟာလေးအထူးတပ်ဖွဲ့ကပြောဆိုထားပါတယ်။ကဲတော့တင်ဆက်ပေးခဲ့တဲ့ဒီမနက်ပိုင်းတော့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒါပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကဒီမင်းကုန်းပလာဖဒုတာဝန်ခံနဲ့ဒီပေါလုပဲစား15ကောင်ကသူတို့အကြမ်းဖက်စစ်တပ်စီမှာဒါလက်နက်ချတယ်ဆိုပြီးဒီကောင်တွေဘက်ကဝဝေးဆဆာနဲ့ဒါသတင်းလိမ်ဖာကြပြီးဝါရတွေဖြန့်နေကြတာအားလုံးလည်းသိကြမှာပါနော်ဒါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတချို့တော့ကျွန်တော်တို့တော်လန်ပြည်သူတွေအနေနဲ့စိတ်ဓာတ်တွေကြားနေကြလို့ဒါကိုထက်မြက်ကလည်းအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုတွေဆင်းပြထားပေးမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာPDF တွေကဒါအမြင့်မှန်နေရကုန်ပြီပေါ့နော်PDF တွေကစစ်ကောင်စီဘက်ကိုလင်းဝင်ကုန်ကြပြီဒီလိုမျိုးပုံစံမျိုးသူတို့ကလှုပ်ချင်တာဒီဘက်ကတော်လိုင်းပြည်သူတွေတော်လိုင်းတပ်ဖွဲ့တွေစိတ်တက်ကြသွားအောင်သူတို့ကလှုပ်ချင်တာပေါ့နော်ဒါပေမဲ့အဲ့ဥစ္စာကိုမြန်မြန်ဆန်ဆန်တုံ့ပြန်လိုက်တဲ့ဟာတခုတော့တော်တော်လေးသဘောကျတယ်ပေါ့နော်အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတုံ့ပြန်လိုက်တဲ့ပုံစံရှိတယ်သတင်းအချက်လက်နဲ့ပြန်ပြီးတော့တိုက်လိုက်တာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါပါလာဖဘဟိုကပေါ့နော်ဒီလိုမျိုးအကြမ်းဖက်အုပ်စုစီကိုပူးပေါင်းသွားတဲ့သူတွေကပါလာဖတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲနဲ့စီကံမလိုက်နာလို့ဒါထုတ်ပယ်ခံထားရတဲ့သူတွေဖြစ်ပါတယ်ဆိုပြီးတော့မြန်မြန်ဆန်ဆန်ပြောလိုက်တယ်ပေါ့နော်မြန်မြန်ဆန်ဆန်ပဲဆိုတာကဒီလိုမျိုးသူတို့ထုတ်ပြန်လာပြီးတိတ်မကြခင်မှာပဲပြန်ပြောတယ်သတင်းအချက်လက်အမှန်ကန်ပဲပေါ့နော်အဲ့တော့အဲ့ဒါကောင်းသွားတာပေါ့နော်လူတို့အနေနဲ့ရှင်းသွားတာပေါ့နော်အော်ဒီလိုကောင်မျိုးတွေကသွားပါစေဒီလိုမျိုးကောင်မျိုးတွေကအမိုက်ဒေါ်လာရင်းထဲမှာရှိနေတယ်ဆိုရင်တော့ဒေါ်လာရင်းထဲမှာလည်းမရှိဘူးဒေါ်လာရင်းခေါင်းစဉ်အောက်ကနေပြီးတော့အဖြတ်မောက်တွေလုံနေတာပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါလုံးဝအမိုက်အဲ့ဒါကြတော့ဒါမြန်မြန်ဆန်ဆန်အခုလိုမျိုးစစ်ကောင်စီလက်ထဲမှာဘဝဆုံးမဲ့ကောင်တွေဖြစ်ရောက်သွားတာကောင်းတယ်အဲ့ဒါကြတော့ဒါဒီပြည်သူကရှင်းသွားတယ်ပေါ့နော်အဲ့တော့ April 16ရက်နေ့မှာဒါရန်သူစစ်ကောင်စီထံလက်နက်ချပူးပေါင်းသွားတဲ့ကြောက်ကြီးဥဆောင်တဲ့အဖွဲ့ဝင်ဒါဥယေ15ဦးကပေါ့နော်စကိုင်းမြို့နယ်ဒါတိုက်နယ်ပါလာဖတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်းပြီးရင်သူတို့ယူဆောင်သွားတဲ့ဒါလက်နက်တွေကမြို့နယ်ပါလာဖကနေတက်ဆင်ပေးထားတဲ့လက်နက်ခဲကနေမဟုတ်ကြောင်းကိုဒါတာဝန်ရှိတဲ့သူကထုတ်ဖော်ပြီးတော့ပြောထားတယ် PPTV မှာလည်းပြောထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကြောက်ကြီးဆိုတဲ့ကောင်ကဒါပါလာဖချမှတ်ထားတဲ့မူဝါဒတွေလုံထုံးလုပ်ငန်းတွေလုံထုံးလုပ်နည်းတွေစီမင်းစည်းကမ်းတွေဒါတွေကိုဒါမလိုက်နာပဲနဲ့သူလှုပ်ရှင်တဲ့ပုံစံတိုင်းတွေလှုပ်တဲ့စည်းကမ်းတွေဖောက်ပြတ်တယ်ဒီဥစ္စာတွေကိုသိတဲ့အခါမှာအထက်ကတာဝန်ရှိတဲ့သူတွေကခေါ်ယူပြီးတော့သတိပေးတာတွေဆုံးမတာတွေလုပ်ခဲ့တယ်ဒါပေမဲ့လည်းဒါလူကြီးတွေရှေ့မှာတော့ဒါသူကခုနလိုမျိုးပေါ့လေနော်နောက်ဝင်ဖြစ်စီရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဂရီကိုတွေပေးပြီးတော့တကယ်လက်တွေ့မြေပြင်မှာကြတော့အဲ့လိုပုံစံမဟုတ်ဘဲနဲ့ဆက်ပြီးတော့ပဲပေါ့နော်ဒီစည်းကမ်းတွေကိုချိုးဖောက်နေတာဖောက်ဖျက်နေတာတွေဆက်ပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ပဲ2025ဒီဇင်ဘာ23ရက်နေ့မှာဒါတိုက်နယ်တပ်ဖွဲ့ကနေပြီးတော့ထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြောရှင်တာဗျာဒါကကိုယ့်အဖွဲ့တော်မဟုတ်တော့ဘူးပြောရှင်တာကိုယ့်အဖွဲ့ခံယူချက်မမှန်စိတ်တက်မမှန်တဲ့ကောင်တွေဆိုရင်တော့ဒါမှန်ကောင်းမှန်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမဟုတ်တော့ဘူးထုတ်ပယ်လိုက်ပြီးပြီးရင်ဇရိုက်ဆိုးတွေရှိတဲ့ကောင်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေဒါစစ်ကောင်စီနဲ့လည်းပူးပေါင်းနေဆိုတဲ့ဟာကအဲ့လိုမျိုးကောင်တွေပဲပူးပေါင်းပါပဲဒါကတော့အသေးချာပဲပေါ့နော်တကယ် PDF အစစ်တကယ်တော်လိုင်းတပ်ဖွဲ့ဝင်အစစ်ကဒီစစ်ကောင်စီလှုပ်ထားတဲ့လောက်ရက်တွေကိုနာကြီးယုံနေပဲပေါ့နော်လုံးဝဝင်စရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလက်နဲ့ချသွားပါတယ်ဆိုတဲ့ကောင်တွေရဲ့ဇရိုက်တွေကဒါအသေးချာပဲအဲ့တော့အဲ့လိုမျိုးဟာကိုချက်ချင်းလက်ငင်ပြန်ပြီးတော့တုံ့ပြန်လာတဲ့ဟာကဒါကောင်းမွန်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့တခုခုဆိုရင်ဒီလိုမျိုးတုံ့ပြန်နိုင်ဖို့အတွက်ကအရင်အရေးကြီးပါတယ်ဒါအခုနပြောရဲပေါ့နော်မေဆုကိစ္စဆိုလဲအဲ့လိုပဲသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကအတီးတီးပြောကြတယ်ထုတ်ဖော်ကြတယ်ရေးသားကြတယ်ပေါ့နော်မဟုတ်ဘူးသတင်းတွေကအဲ့လိုမျိုးတွေထွက်နေတယ်ဒါပေမဲ့ဘယ်တခုကမှအမှန်မဟုတ်ဘူးပေါ့နော်အခုချိန်ထိမေဆုရဲ့သတင်းကလုံးဝစုံစမ်းလို့မရဘူးသတင်းတွေဒါထွက်ပေါ်နေတဲ့သတင်းတွေကမမှန်ဘူးဆိုပြီးတော့ပြောဆိုနေကြရရှိချက်ချင်းပဲအခုလဲဒီတိုင်းနယ်ပါလာဖကိစ္စမှာဆိုလဲဒါချက်ချင်းပဲဒါမျိုးတကယ်လှုပ်ဆောင်တင်တယ်အဓိကကတော့အဲ့လိုမျိုးလှုပ်ဆောင်လိုက်မှသာဟာစစ်ကောင်စီကဒီလိုမျိုးကြီးလားဆိုပြီးတော့တိသွားမှာဖြစ်တယ်စစ်ကောင်စီဆိုတာဒီလိုမျိုးကြီးပဲဆိုတဲ့ဟာကိုမသိတဲ့သူတွေအတွက်ဒါထုတ်ပြန်ရတာဖြစ်တယ်ပေါ့နော်အဲ့ပြီးရင်ဒါစစ်ကောင်စီရဲ့ဒါရွေချက်ဖြစ်တယ်ပေါ့နော်ပြည်သူတွေစိတ်သက်ကြစေဖို့ဒေါ်လာတပ်ဖွဲ့တွေစိတ်သက်ကြစေဖို့အဲ့လိုမျိုးတွေကျွန်တော်တို့ချက်ချင်းလက်ငင်းမြင်လိုက်တွေ့လိုက်တဲ့အခါမှာဒီ15ယောက်ဒီလိုဝင်တော့ဟာသွားပါပြီကွာငါတို့စီအဖွဲ့တွေတယောက်ပြီးတယောက်ဝင်နေတာလားဆိုတဲ့အတီဝင်သွားနိုင်တယ်ဒါပေမဲ့လည်းအဖြစ်မှန်ကိုသိတဲ့အခါကျတော့ဝင်မသေးအဲ့လိုကောင်မျိုးတွေကအဲ့လိုချက်ချင်းပြန်ပြီးတော့ဒါခုနလိုပေါ့နော်စိတ်ခံစားချက်တွေပြန်ပြောင်းသွားတယ်ဒါစိတ်သက်စစ်စင်ရေးပဲအချက်လက်တိုက်ပွဲပဲအဲ့လိုမျိုးကျွန်တော်တို့မြန်မြန်ဆန်ဆန်လုပ်ဖို့ရေးကြည့်တယ်ကဲတော့အားလုံးပဲအခုလောက်ဆိုရင်ဒါစစ်စင်လင်းလင်းတည်သွားကြတော့ပါပြီနော်
အဲ့တော့ဒါကြောင့်တော်လန်ပြည်သူတွေအနေနဲ့ဘာမှစိတ်သက်ကြစရာမရှိတာဒီလိုမျိုးပေါက်လို့ပဲစားကောင်တွေကသူတို့ဈေးနဲ့သူတို့ဘာသာသူတို့သွားလိုက်မယ်ဒါကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့တော်လန်စရာရှိတာဆက်ပြီးတော်လန်မယ်ဘာမှတွေးဝေမနေပဲဒါကြောင့်တော်လန်ရဲ့ခီးကဘယ်ထိရောက်နေပြီလဲဆိုတာနော်ဒါပြန်ပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်တို့အတွက်အားတက်စရာကြီးပါပဲဘာမှစိတ်သက်ကြစရာမလိုတာနော်ဒါအခုလိုလက်နဲ့ချပြီးအမှောင်ဝင်သွားတဲ့ကောင်တွေဆိုတာကလည်းဒါကျွန်တော်ပါလာဖအဖွဲ့တွေကဒီကောင်တွေကိုထုတ်ပယ်ထားပြီးမှဒီကောင်တွေကလည်းဘလောင်းမလဲတက်တာလေအဲ့လိုဘလောင်းမလဲတက်တော့ဒါသူတို့ဟိုကောင်တွေကိုသွားပြီးတော့ဒါကျွန်တော်တို့အလင်းဝင်းနဲ့ဘာညာတက်လောက်တာနဲ့ဒီလုံကတိပောက်ကတုံးကလည်းအမိလေးနန်းနဲ့အခုလိုဝါရတွေဖြန့်တော့တာပဲနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကောင်တွေကိုခေါင်းနဲ့ထိတ်စရာမလိုတာကဲတော့နောက်ထပ်ဒီတကြံတုံးကလွတ်ငိမ့်နေလွတ်တဲ့အထဲမှာဒါဇော်ဘုံဟင်းပါတယ်ဆိုပြီးဒီအချောင်းမပိုင်ရဲကိုကအာရီတက်ချောင်ထားလို့ဒီဇော်ဘုံဟင်းကိုတစ်ဖက်သက်ကြိုက်နေတဲ့ဒီပုတုမကလည်းဘလို့ဒီပိုင်ရဲကိုအားရပါရကြိုက်ထားအောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာ လိုင်းဖွင့်လိုက်တဲ့အချိန်မှာကျမရဲ့အမျိုးတွေကအဲ့မှာပိုင်ရဲကိုရဲ့ဗီဒီယိုဖိုင်လာပို့လိုက်မဘုတို့ပြောတော့တဲ့ကိုစော်ပွင့်ရလွတ်ငင်းမပါဘူးဆိုတဲ့ပိုင်ရဲကိုပြောတော့လွတ်ငင်းပါတယ်တဲ့ဘသူပြောတာအမှန်လဲတဲ့ဘသူပြောတာအမှန်လဲလို့မမေးခင်ဘသူကကိုစော်ပွင့်ကိုတစ်ချောက်လုံးနှုတ်ဤဆောင်မှချင်းကိုဤဆောင်မှချင်းနဲ့ဖေးမခဲ့တယ်လဲဆိုတာအရင်စဉ်းစားနင်ကပို့လောက်မှာပေါ့လွတ်ငင်းပြီးရင်လူတိုင်းဘိုးရတယ်လူတိုင်းသိတယ်ခက်ပြီးပြောဦးမယ်လူငိမ့်ပေးရင်အကျဉ်းထောင်တိုင်းမှာရှိရဲ့အကျဉ်းသားတိုင်းဘိုးရတယ်ခလေးကစားခွေးအစုံသိတယ်ပိုင်ရဲကိုကအဲ့ဒါကိုပြောနေခွေးလောက်မှအသိဉာဏ်မရှိဘူးပြောချင်တာပိုင်ရဲကိုပြောတယ်လူငိမ့်ရတယ်ဆိုတာထောင်ထဲမှာအကျဉ်းသားတိုင်းလူငိမ့်ပေးတိုင်းဘိုးရတယ်အဲ့ဒါကိုသူကလူငိမ့်ရတယ်ဆိုပြီးတော့ပေါ်ပင်လို့ဒီပြောတာကဲကဲအစားကတော့ကိုစော်ဘွန်းရင်ကိုဂုံပြူပါတယ်ဆိုပြီးတချင်းနေဆက်ဆိုလိုက်ကိုစော်ဘွန်းရင်ကိုထောင်ဝင်စာပို့ပေးမယ်ကျွန်တော်ကိုပတ်စံအလှငွေတွေထည့်ထားပါဆိုပြီး KB အကောင့်တွေဝိမယ်နေအကောင့်တွေနဲ့ဖုန်းနံပါတ်တွေပေးပြီးအလှခံလိုက်နေကဲသူပဲအဲ့ဒီလိုမျိုးတော့ကိုစော်ဘွန်းရင်ကိုသူထောင်ဝင်စာပို့ပေးမယ်သူ့ပတ်စံတွေအလှငွေတွေထည့်ကြပါလို့သူပြောတာနော်အဲ့လောက်ထိ तू ကပြောမယ်ဆိုကိုစော်ဘွန်းရင်ကို तू ကလေးစားတယ်ချစ်ခင်တယ်အားပေးတယ်ပေါ့ပြီးကြတော့သူ့ပါဇက်ကပဲကိုစော်ဘွန်းဟင်းကအကြက်ဖမ်းမှုနေနဲ့ထောင်ကြလို့လွတ်ငြိမ်းမရပါဘူးလို့လွတ်ငြိမ်းရခဲ့ပါတယ်လို့နော်အဲ့လိုအကြမ်းဖက်မှုနဲ့ကားဝတ်တောက်စီးလို့အကြမ်းဖက်မှုနဲ့ထောင်ကျနေတဲ့လူရဲ့ပုံကိုတက်တော့မှတင်ပြီးတော့စော့တဲ့လူတွေကိုလည်းအကြမ်းဖက်အားပေးမှုနဲ့ဖမ်းတင်တယ်လို့ကားဝတ်တောက်စီးလို့အကြမ်းဖက်မှုနဲ့ထောင်ကျတဲ့လူကိုလက်တင်အလေးပြုပါတယ်ဆိုတော့အကြမ်းဖက်အားပေးသမားတွေကိုလည်းပဲအကြမ်းဖက်အားပေးမှုနဲ့ဖမ်းတင်ပါတယ်ဤတဲ့ရေးကိုဖမ်းပေးပါဆိုပြီးပြောခဲ့တယ်ပိုင်ရဲကိုနော်ဖော်ပြီးနော်သူ့အိမ်ကနေပြီးမျက်စိတပြားလောက်ပဲဝေးတဲ့လှမ်းခွန်ရင်တောင်ကြားရတဲ့တောင်တကုံတရားရုံးမှာကိုစော်ဘွင်းရုံးချင်းနဲ့အကျဉ်းချင်းခါထုတ်တဲ့ကိုစော်ဘိုးဟိအဲ့ဒီလိုရုံးချင်းထုတ်တိုင်းမှာပိုင်ရဲကိုဘယ်နှခါလာခဲ့ဘူးလေဘယ်နှချိန်လာပြီးနှုတ်ဤဆောင်ပါခြင်းကိုဤဆောင်ပါခြင်းရှိခဲ့ဘူးလေရှင်တို့သာဆိုရင်ရှင်တို့နဲ့အနီးနားမှာနော်ကားလဲစီးကြအောင်လို့ဆိုင်ကလဲမောင်းကြအောင်လို့6လောက်လေးနဲ့လမ်းလျှောက်လာရင်တော့ရောက်တဲ့နေရာမှာကိုစော်ဘွင်းကိုရုံးချင်းထုတ်တဲ့ဆိုရင်အနည်းဆုံးတော့အားပေးစကားလာပြီးပြောမှာမဟုတ်ဘူးလားပိုင်ရဲကိုလာခဲ့ဘူးလားတမဆိုရင်ကိုစော်ဘွန်းရဲ့ရုံးချင်းထဲကိုသွားတယ်မနေ့ကလည်းသွားတယ်မနေ့ကအိစိတ်ထောင်မှုရမှာနော်တနေ့ကုန်နေပူကြီးထဲမှာလေချောင်းနေတောင်နာတယ်နေပူတော့ရေတွေတောက်လေချောင်းတွေကွဲပင်မဲနဲ့လူလဲပင်မဲနဲ့သွားတယ်မပါဘူးဆိုတာတိဒါပေမဲ့ပိုင်ရဲကိုအိမ်ကနေပြီးတော့မျက်စိတပြားလောက်ပဲဝေးတယ်လှန့်ခွင်တောင်ကြားတယ်အဲ့ဒီတရားရုံးမှာရုံးချင်းနဲ့တစ်ချိန်တင်းထုတ်တယ်ပိုင်ရဲကိုဘယ်နေချိန်လာခဲ့ဘူးလို့လေဘယ်နဲ့ချိန်နှုတ်ဤဆောင်ပါခြင်းကိုဤဆောင်ပါခြင်းရှိခဲ့ဘူးလို့ခင်ဗျားတို့ကဗာကိစ္စပိုင်ရဲကိုသွားပြီးမေးနေကြတာတော့စဉ်းစားလို့တော့မရဘူးပိုင်ရဲကိုသွားပြီးကိုစောပွေးဆောင်မေးတယ်ဆိုတဲ့လူတွေစဉ်းစားလို့တော့မရဘူးအဲ့ဒီပိုင်ရဲကိုကိုကျော်မျိုးမင်းကိုသွားပြီးဖောင်းထူလိုက်ကိုကျော်မျိုးမင်းကိုသွားပြီးတော့ရန်စားလိုက်ပောက်ကိုတော့သွားပြီးရန်စားလိုက်နော်မဟာပညာကျော်ဟိုမေးနေလို့သူနဲ့မယ်ကိုထွတ်မြတ်သူမဟာပညာကျော်သွားပြီးစောင်းလိုက်မြောင်းလိုက်လူတကာကိုလိုက်စောင်းပြီးတော့ပွဲရှာနေတဲ့ကောင်နော်မတိမှဆိုလို့အဲ့တော့ပိုင်ရုပ်ကနင်းလောက်မှဇော်ဘုံဟင်းကိုမချစ်တာနော်နင်ကပို့ပြီးတော့တစ်ဖက်သက်တွေကြိတ်ပြီးကြိုက်နေတာဆိုတော့ဒါဇော်ဘုံဟင်းဘာဖြစ်နေရအထိမခံမနဲ့ဒါငပြေမစားတိတယ်လို့ဆက်ဆက်ခါနေတာပေါ့နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်ကလည်းဒီဘောမတအုပ်ဘလို့တွေအမှားစကားပြောတောင်းမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့ဒီအစိမ်းပေါ့ခင်ဗျားပြောတဲ့မောမဆယ်လီတွေသူတို့ထောက်ပြတာလေအချက်လက်ကြပါတယ်အချက်လက်ကြတယ်ဒေါ်လာရင်းမားတာကိုထောက်ပြတာမစိုးဘူးတော်တယ်နော်တော်တယ်အစိမ်းပေါ့စိမ်းဆယ်လီများပေါ့စိမ့်စယ်ဒီများဟာတော်တော်ထူးချွန်ကြပါဒါပေမဲ့ကျွန်တော်ကပြောချင်တာပါလဲဆိုတော့တစ်ဖက်ကိုတော့ထောက်ခံတယ်နော်ကိုယ့်ရဲ့စန့်ကျင်ဘက်ကိုအဲ့လိုမျိုးပြောတတ်ရင်မိမိထောက်ခံတဲ့ဘက်မှာမှားတာရှိမှားတယ်ပြောဖို့များမင်းတို့မှာပေါ့နားတစ်ဖက်များပိတ်ခဲ့သလားမျက်လုံးတစ်ဖက်များကန်းခဲ့သလားပေါ့နော်
အဲ့ဒါပြော အဲ့လိုမျိုးမဖြစ်ရလေအောင်တော်လန်ရေးကိုဝေဖန်တာမှန်တယ်တော်လန်ရေးမှာလည်းမားခဲ့တယ်ခင်ဗျားအများကြီးရှိတယ်ဆိုခင်ဗျားတို့သိရလိမ့်မယ်နော်မားခဲ့တာရှိတယ်အခုလည်းမားနေတဲ့အတိုင်းတာတွေချုပ်နေရတွေမှာရှိနေတာတွေရှိတယ်နော်အမားညွန့်တွေရှိတယ်ပေါ့ဗျာနော်ဒီအမားညွန့်တွေကိုထောက်ပြပြီးတော့တော်လန်ရေးတစ်ခုလုံးကိုတော်လန်ပြည်သူတွေအားလုံးပေါ့ဗျာနော်ဒီအနီးပြည်သူတွေအားလုံးကိုခင်ဗျားတို့ကဆဲဆိုပြောဆိုနေရင်ဒါပါတော့သူတို့ကဘသူကိုတော်လန်သူတို့တော်လန်တာခင်ဗျားတို့အစိမ်းတွေဘောမတွေကိုတော်လန်တာမဟုတ်ဘူးနော်သူတို့တော်လန်နေတာကအာနာရှင်ကိုတော်လန်တာအဲ့တော့ဒီနေရာမှာသူတို့ကိုခင်ဗျားတို့အပြစ်ပြောလို့ရှိရင်သူတို့ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကဒီအာနာရှင်ကြောင့်ဖြစ်ပေါ်လာဒီအာနာရှင်ကိုကြောင့်ခင်ဗျားတို့ဘာမှမပြောမဲ့တုတ်တောင်မှမလုပ်ရဲဒူးလေးထောက်ပြီးတော့ဥသုံးချိန်နေ့တိုင်းချနေပြီးတော့တစ်ဖက်ကိုမတရားပြောတော့ခင်ဗျားတို့တရားရက်လားကျွန်တော်နေချင်တယ်ပြောရင်နှစ်ဖက်စလုံးကိုပြောပါပြောရင်နှစ်ဖက်စလုံးကိုပြောပါဦးမင်းအောင်လိုင်းအာနာယူတော့ပြောရရမယ်စစ်တပ်ကဒီမှာအောက်မှာဒီပေါ့ဖောက်လဲဖောက်ပြန်လုပ်နေသွေးဖယ်နေတဲ့စစ်သားတွေရှိနေတွေ့တာပြောရရမယ်နော်အုပ်ကြီးတွေလုပ်နေတာပြောရရမယ်မဟုတ်ဘူးတနေ့ခင်ဗျားတို့က NUG နဲ့ဒီ PDF နဲ့ဒီတော်လန်ရေးကိုပဲထိုင်ပြီးတော့ခင်ဗျားတို့ဆဲနေတာတွေခင်ဗျားတို့ပြောနေတာတွေနော်မှန်ပဲအဲ့တော့ဟုတ်ပြီဒီတော်လန်နဲ့ပြည်သူတွေသူတို့ထားပါသူတို့လက်နဲ့ချပေးလိုက်ပြီထားသူတို့အနားယူပေးလိုက်ပြီထားသူတို့အလုပ်ကိုခင်ဗျားတို့လုပ်ဟုတ်လားသူတို့အလုပ်ကိုခင်ဗျားလုပ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ထုတ်စကားပြောဝိုင်းနေမှာတက်မတော်သားတွေလည်းနော်ဟိုဝင်ဆွေးနေတာရှိပါတယ်ဝင်ဆွေးနေတာရှိတယ်အဲ့တော့သူတို့ကတော့ပြောတယ်ညီလေးတို့မင်းတို့လက်နဲ့ချတော့ငါတို့လည်းမတိုက်ချင်တော့ငါတို့လည်းစိတ်ညစ်နေပြီသူပြောတာလေးကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အေးစင်းနေခြင်းပြီပေါ့နိုင်ငံအေးချမ်းခြင်းပေါ့ဟုတ်ပြီဒီလူငယ်တွေကတော်လန်နေတာကအာနာရှင်ကိုတော်လန်နေတာအဲ့တော့သူတို့ကလက်နဲ့ချလိုက်ပါပြီမင်းတို့စစ်သားတွေကဒီမှားတော့မှားတယ်ပြောရဲလားနော်မင်းတို့စစ်သားတွေကနော်စစ်ဗိုလ်တွေကဒီပေါ့အာနာယူတော့ယူတယ်လို့ပြောရဲလားလို့ပြောရဲမှာအဲ့တော့ကိုမလုပ်တဲ့အလုပ်ကိုသူများလုပ်ပေးနေတာဖြစ်တယ်အဲ့တော့နိုင်ငံပြဿနာတစ်ခုဖြစ်လာပြီဟေးဆိုလို့ရှိရင်ပြစ်ကနှစ်ဖက်စလုံးမှာရှိတယ်အပြစ်ပြောရင်လည်းတစ်ဖက်တည်းကိုနေ့စဉ်နဲ့များထိုင်ဆဲနေရဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးကိုပြောပါနော်ထို့တူပဲခင်ဗျားတို့အနီဘက်ကဆယ်လီတွေဒီလိုပဲဖြစ်တင်ပါတယ်နော်ကျွန်တော်တို့ဘောမတွေကိုထိုင်ဆဲနေတာတို့နော်ဥမင်းအောင်လည်းထိုင်ဆဲရဆိုလို့ရှိရင်ဆဲပါပြောပါမဟုတ်တာတွေမတရားတာချင်းပြောမှာဗျာနော်အဲဒါမဲ့လည်းခင်ဗျားတို့ဘက်မှာလည်းမှားနေရလေးထောက်ပြပြီးတော့ဝေဖန်ပြောဆိုဖို့မမေ့နဲ့မှန်ကန်စွာထောက်ခံကြပါနော်အဲ့လေးကျွန်တော်အကြံပေးခြင်းတယ်ကဲတော့ဒါကိုမမောင်တော့ဒါဘယ်လိုပဲမျှတအောင်ပြောဒီအတိတရားကိုလုံးဝမရှိလာတဲ့ကောင်တွေကတော့ဘလို့မှနားဝင်မှာတော့မဟုတ်ပါဘူးเนาะဒါကိုမမောင်ပြောတဲ့စကားတွေကဒါလူလိုနားလဲတယ်ဆိုရင်ဒါအခုလောက်ဆိုမင်းတို့သဘောပေါက်လောက်ကြပြီတော့ဒါတဆိတ်စီရင်ငါတို့တော်လိုင်းရင်းနဲ့ဒီ NUG PDF တို့ပဲနေတို့လာပြီးတော့ဆဲနေဆိုနေကြတယ်မင်းတို့မမောကြသေးဘူးလားဟမ်အဲ့တော့ကိုထောက်ခံနေတဲ့အဖွဲ့အစည်းကဒီလောက်အာဏာယူနေတာကိုဘာတခုမှမပြောရဲဘဲနဲ့ငါတို့တော်လိုင်းဘက်ချန်ကိုနေတို့လာပြီးဆဲနေတာတော့ငါတို့ကဘာမှမဖြစ်သွားပြီမဲ့เนาะဒါနေတို့အာကုတူကတော့နေတို့ပြန်ပြီးတော့အကျိုးပေးမှာပဲကဲတော့ဒါအခုလိုမြင့်တက်ပြောပေးတဲ့ဒါကိုမမောင်နဲ့တကယ်ကိုလေးစားပါတယ်ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြမှာအချိန်ရတယ်ဆိုရင်ကျွန်တော်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေခင်ဗျာ